ကဲလာခဲ့စီတည်းလာခဲ့ဘာကြောင့်တပိတ်ပြုတ်ကြပါ ပြင်း ဟမ် ပြင်း ပြေးတာဘယ်ကတပိတ်ကောတပိတ်ဖုံပြုတ်ကြတာဆိုတော့အပြစ်ကလည်းများပါပြီဟမ်တပိတ်ဖုံပြုတ်ကြရင်ဘယ်လိုပြစ်ပေးမယ်လို့ပြောတာဟမ်မသိဘူးတပိတ်ဖုံပြုတ်ကြရင်ဘုံကြီးဥရမရာရှင်မှာတပတ်တိတိတရားထိုင်ရတယ်ကိုရတပိတ်ကောတပိတ်ဖုံနှစ်ခုလုံးပြုတ်ကြရတယ်ဆိုတော့ကိုရနှစ်ပတ်တိတိတရားထိုင်ရဟမ်နှစ်ပတ်တရားထိုင်မှလားရေဘူး30ကောက်ဟမ်ရေဘူး30ကောက်မလားတရားနှစ်ပတ်ထိုင်မှာ ဒီကောင် ရေဘူး30ကောက်မှာဟုတ်ပြီလာမဲမရတယ်ဟာမဲမကြည့်တယ်ဟုတ်ပြီတန်းနိုင်မလားလာနှစ်ပါးလုံးလားအဲ့ရေဘူး30ကိုဒီကိုရင်တော့အလိုက်ပညာလောကရှိသွားလာကြတာဟမ်ရေဘူး30ပြည့်ရင်ပြောအာမိုင်းလည်းပြန်ပြောအာအပ်ဘူးဆိုလို့ရှိရင်ကိုရင်ရေဘူး60ဟုတ်မလားရေဘူး30ကိုတစ်နေ့ကို10ဘူးပဲကောက်10ဘူးနဲ့သူ့ကို30ပြည့်အောင်သွားပေးလိုက်ဟုတ်နော်နောက်တစ်ခေါက်ပြုတ်ကြတော့နှစ်ပတ်တိတိပဲတရားထိုင်အောင်ရှော့တော့